Then upon night to the bar, you see the time to the bar night. To the Pyongyang China. As we are looking at Pyongyang. Amen. Korea, nên yêu chia bà yêu chi đây được chuyện tim mà chạy mà la để quê việc chi ra thế mà la công nhau là la để quê la mà để quê anh la là để quê Korea mong để được chuyện để chít để được chuyện chạy mà la công nhau là buồn chít để quê Amen. Chúng đi tới khâu có cho qua buổi là tá biểu ra như vậy. Amen. Thế nên đi tới khâu, chúng nó mình tâm để phá lúc chúng nó em ai biểu đấy, chúng ai đấy, chúng nóนี่แหละกูเต้นได้จนจอมีไอ้นาโลยาละสิเด้ဆိုဇနီးဟာယောက်ျားတို့အထောက်အမဆိုတာကျွန်တော်ဇနီးတော့အထောက်အမမရှိတော့ဘူးညာအထောက်အမဖြစ်တယ်သူလည်းကျေးဇူးများတယ်နဲ့ပြီးတော့ဇွဲလုံးဝမလျှော့ပဲနဲ့ကျွန်တော်တို့ကိုဖိတ်နေတဲ့ဆရာမဘော်ဘွိုးနဲ့လူသမီးဘွဲ့ကိုသူပဲကျေးဇူးတင်ပါတယ်ဈေးကင်တာတော့မဟုတ်ပေမဲ့ကျွန်တော်တို့ကအလုပ်ရှုပ်တဲ့အတွက်ကြောင့်အီးမေးလ်လည်းမပြန်လာဘူးပြီးတော့ဖုန်းလည်းပြန်မဆက်လာဘူးပြီးတော့ကျေးဇူးတော်ကြောင့်နည်းနည်းပါးပါးဝနာဒီနာဖိတ်တဲ့အခါဘယ်တကူဘယ်လိုညီအချိန်ဘယ်လိုညီမလဲစဉ်းစားနေတာနဲ့အချိန်ယူရဲပိုင်းနဲ့ရှိတတ်ပါတယ်ဒါပေမဲ့တကယ်ဆိုရင်ဒီကဒါမဖိတ်လို့ရှိရင်ကျွန်တော်တို့ကျွန်တော်ဆွေဂျွန်လာ19ရက်နေ့29ရက်နေ့ဂျွန်လာ29ရက်နေ့ကျွန်တော်ပြန်တော့မလို့ဒီနေ့မှလည်းဝယ်ထားပြီးသားဒီမှာဖိတ်တဲ့ကြောင့်ကျွန်တော်ကြီးစင်ကိုဒီလိုက်နာ7ရက်နေ့ရွှေပါလေးနဲ့မှကိုကြောက်ပြလိုက်တယ်ဆိုတော့အခုလိုဒီဘုရားဖိတ်ပေးတာကျေးဇူးတင်ပါတယ်လို့ကျွန်တော်လာတဲ့အခါမှာအားလုံးကချစ်ကြတယ်ပြုံးပြကြတယ်ခင်မင်ကြတယ်အားလုံးရဲ့အပြုံးမျက်နှာလေးတွေကကျွန်တော်တို့အရန်တောင်းမှုရှိတာဖြစ်ပါတယ်အာမင်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးကလည်းဒီတိုင်းလူကခေါ်ဖိတ်ပြီးနေတဲ့အတွက်ကြောင့်လည်းကျေးဇူးအများကြီးတင်ပါတယ်ပြီးတော့လာပြည့်ပြီးလူငွေတွေလည်းပေးတဲ့အတွက်ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်မနေ့ကကျန်စာကျောင်းသူကျောင်းသားတွေအတွက်ကျွန်တော်ပြောတဲ့အခါမှာလည်းတစ်ခါပဲပြောလိုက်ပါတယ်အများကြီးလာပေးနေကြပြီကျေးဇူးအများကြီးတင်ပါတယ်ဒီကနေ့ဒီတင်တော့လာတဲ့အခါမှာလည်းတရားတော်မောရသေးကိုလာပြည့်ကျွန်တော်တထုပ်ကျွန်တော်မြို့သမီးတထုပ်ရပါပါမယ်ဟာလေလုယာကျွန်တော်တော့ရည်လိုက်ပြီဟာလေလုယာခင်ဗျားတို့ကမပြောဘူးဘုတ်ကြွေးခိုင်းမှာဆိုတော့ဆိုတော့ကျေးဇူးတော်အများကြီးချီးမွမ်းပါတယ်အားလုံးရဲ့မေတ္တာပေးကမ်းခြင်းကျွန်တော်မှုတော်ဆောင်နေလည်းပဲအခုလိုယုံကြည်သူရတဲ့ကောင်းကြီးတရားတွေမြောက်ဝေပြီးတော့ဒီကနေ့ခါမှာအခုလိုတွားနိုင်လာနိုင်တာဖြစ်ပါတယ်အာမင်ကျွန်တော်ဆိုရင်ဒီနေ့ကျေးဇူးတော်ကြောင့်ကဘာကိုပတ်နေတယ်လို့ဖြစ်နေပါတယ်တွားနေတယ်ကျွန်တော်ခရီးသွားတဲ့အခါမှာကျွန်တော်ရဲ့အတင်းတော်ကနေကျွန်တော်တစ်ခါမှပိုက်ဆံမတောင်းဘူးဒီလည်းမဘူးလည်းမတောင်းဘူးခရီးစေးလည်းမတောင်းဘူးခုလိုပဲတွားရလာတဲ့နေရာမှာယုံကြည်သူရဲ့ love gift နဲ့ကျွန်တော်ယုံကြည်ခြင်းနဲ့ပဲအတင်းတော်ကိုကျွန်တော်ဖျားမပေးဘူးအကျွေးရန်ကုန်မတင်းတော်ဆိုတစ်ခါမှကျွန်တော်ကဘာပတ်နေပြီမဲ့ကျွန်တော်တစ်ခါမှမတောင်းဘူးဒါပေမဲ့ကျွန်တော်ပြန်သွားတဲ့အခါမှာတော့အတင်းတော်အတွက်အလုံးဝတိမ်ပေါင်းများစွာအမြဲတမ်းတည်နေပါတယ်ဟာလေလုယာအားကြောင့်လည်းအတင်းတော်ကကျွန်တော်ကိုချစ်တယ်လို့ပိုက်နှုတ်ကပတ်တော်ပဲကြည့်တာမဟုတ်တဲ့ပိုက်ဆံမြဲကြီးတည်လာပြီးတဲ့သေလုံးဆန်တော့ဒါချစ်တာအမေလမ်းစီကိုတစ်ခါမှကျွန်တော်မတောင်းပါဘူးလို့အဲကြောင့်ဒီကဘယ်တော့ခုလိုပဲခရစ်တော်၌မေတ္တာရှိတဲ့ရသသမီးတွေမှုတော်ဆောင်မှုပြည့်တဲ့လူကျွေးတဲ့ကြောင့်ကျွန်တော်တို့ဒီဝမ်းနိုင်တယ်လာနိုင်တယ်ဝတ်နိုင်တယ်ဆင်နိုင်တယ်မှုတော်မြတ်ထဲမှာကောင်းပါဝင်နေတာဖြစ်တယ်ကျွန်တော်တို့ကောင်းကျင်နိုင်ငံရောက်တဲ့အခါမှာဘုရားခင်ခရစ်တော်ရှိရောက်တဲ့အခါမှာကျွန်တော်လုံးဝယုံကြည်
ကျွန်တော်တို့လည်းပဲကျွန်တော်တို့ဇနီးမောင်နှံပဲတရပူဆောင်မှာမဟုတ်ပါဘူးဒီကကျွန်တော်တို့ကိုကြည့်ပြင်းဝင်အခမ်းပြုစုတဲ့လူတွေဘေးကန်းတဲ့လူတွေအားလုံးအတူတူကမျှဝေပြီးတော့တရပူဆောင်ကြမှာဖြစ်ပါတယ်လို့ယေရှုအများကြီးတင်ပါတယ်လို့တော့ဒီနေ့ညနေဆိုရင်6နာရီမှာကျွန်တော်တို့နောက်ဆုံးအစီအစဉ်ဖြစ်တဲ့အခါမှာဒီနေ့လာတဲ့ဒီကုမ္ပဏီအားလုံးဆုံးလုံးမျိုးဆော့စီစီလာခဲ့ပြီပါလို့ဒီနေ့ကျွန်တော်နောက်ဆုံးတရားဟောရမှာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအတွက်ကြောင့်လည်းကျွန်တော်တကယ်ဆိုကိုဘက်ကတရားဟောဖို့ခေါ်တာမတော်တော့ဘူးဒီနေ့ညတရားဟောမှာကခုတလောဘုရားရှင်ကျွန်တော်ကိုဖွင့်ပြရတဲ့အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ဆိုတော့ကျွန်တော်အဲ့ဒါကိုအားလုံးကိုသိမလို့စီချင်ဘူးအားလုံးကိုကောင်းကောင်းရှားသွားစီချင်တယ်အဲကြောင့်မို့ကျေးဇူးပြုအားလုံးဆုံးဆုံးညီလာခဲ့ကြပါလို့ဟောတာဖြစ်ရလေဟောတာပြီးကျွန်တော်တန်းနဲ့ဟောလိုက်ရချောင်းချွေးတယ်ဟာလေလုယာဒီကနေ့ကျွန်တော်ဝင်ရမယ့်နှုတ်ကပတ်တော်ကကျွန်တော်အသက်တာအတွက်ဘုရားခင်ဖွင့်ပြတဲ့ဘုရားအရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်တယ်။အခုလိုကျွန်တော်တစ်ခေါက်ပဲပထမဆုံးတစ်ခေါက်မှတွားရင်ဒီအရာကိုမဝင်ငှပဲနဲ့နေချင်တဲ့အရာတစ်ခုဖြစ်ပါတယ်။အာမင်။အာမင်။ပထမအချိန်မှာတော့ဒီအရာလေးတစ်ခါတော့အများအားပြောရမှာကျွန်တော်ကြည်နပ်တဲ့အကျမ်းပိုင်လေးကိုပြောမယ်။ကျွန်တော်တို့ဟိုယေရှုကချစ်တယ်ကျွန်တော်တို့ကသူကကဲတင်တာကသာမန်ကဲတင်တာမဟုတ်အားအောင်မြင်ခြင်းအသက်တာနဲ့နေစီခြင်းလို့ကဲတင်တာဖြစ်တယ်အာမင်အာမင်ကျွန်တော်တို့ကောင်းကင်နိုင်ငံရောက်ယုံတမင်အတွက်ကဲတင်တာမဟုတ်အောင်မြင်စွာသူ့ဘုန်းတော်ကိုတည်ဆောင်တဲ့ပါသမီတွေအနေနဲ့မြင်ခြင်းနဲ့ယေရှုဖြစ်တယ်အာမင်ဒါကြောင့်လည်းသူ့အသက်ကိုတောင်မှပေးတယ်သူ့အသွေးကိုပေးတာဖြစ်တယ်ဒါကြောင့်အဲ့ဒါလေးကိုဒီနေ့ကျွန်တော်ဒီညမှာဝင်လာခြင်းနဲ့ခရစ်တော်ကကျွန်တော်တို့ကိုအောင်မြင်ခြင်းစေခြင်းတဲ့အတွက်ကြောင့်သူသွန်သင်ပေးတဲ့အချက်ထဲမှာအရာအရေးကြီးတဲ့အချက်ကဘယ်မှာတွေ့ရတယ်လဲဆိုတော့ရှင်မာကုခရစ်ဝင်အခန်းကြီး31ရှင်မာကုခရစ်ဝင်အခန်းကြီး31ရှင်မာကုခရစ်ဝင်အခန်းကြီး31အငယ်20ကနေပြီးတော့26အထိရှိရှင်မာကုခရစ်ဝင်အခန်းကြီး21အငယ်20ကနေ26ယေရှုကိုယ်တိုင်ကဘယ်လိုသွန်သင်ထားလဲ